တေးချစ်သူမိဘပြည်သူပေါင်းတို့ခင်ဗျာတာယာညင်ညောင်းလှပထေဝါသောတေးလှတန်စင်များဖြင့်တေးချစ်သူများစိတ်အလိုကြကောင်းမွန်လာသောတာယာချွေသောမိဘပြည်သူပေါင်းတို့အားလေးစားစွာဖြင့်ဖြောပြေလို့အခန့်တင်ဆက်ပေးပါသောတေးလှတန်စင်ပေါင်းဆက်မှဆိုရင်ဖြင့်တရားတော်မြို့နယ်မနောယမကြီးပါမှာဦးစောဝမ်းနေဇနီးဒေါ်သူစာမြင့်တို့ဇနီးမောင်နှံမှာဦးစီးတည်ထောင်ထားသောမိဘမြတ်တာဒေလတန်စင်ပေါက်ဆက်ပင်ဖြစ်ပါကြောင်းယူသည်လေးစားပါဖြင့်ပန်ကြားအပ်ပါခင်ဗျာယခုလိုအေးချမ်းသာယာရှိလာတဲ့ဒီမြို့ဒီနယ်ဒီကျေးရွာမှာဖြင့်တေးချစ်သူညီကိုမောင်နှမအပေါင်းတို့အားစိတ်ချမ်းသာဒုက္ခကိုယ်ဤချမ်းသာဒုက္ခပြည့်စုံ၍ပေး၍မကုန်လှူ၍မခမ်းနဲ့တထေးကဲ့သို့လူနိုင်တန်းနိုင်ပါစေလို့ကျွန်တော်တို့ရဲ့မိဘမြေတာပေါက်ဆက်ပါစုမုံအောင်တောင်းပေးလိုက်ရပါရဲ့ခင်ဗျာ